Hello everyone, welcome back. And today I'm gonna use Bami's voiceover in this video, so enjoy. ဒီနေ့ video ကတော့ birthday drinks နဲ့ရောက်ဖြစ်တဲ့တငယ်ချင်း2ယောက်ကိုကန်တော်ကြီးရဲမှာ photo shoot လုပ်ပေးမှာပေါ့နော်သူတို့ birthday အတွက်အဲ့ဒါကတစ်ခုနောက်တစ်ခုက Halloween party ကိုဘယ်လို celebrate လုပ်ခဲ့လဲဆိုတာလေးပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုရေးကြက်ထားကြမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြစို့သူတို့ပုံတရားတော့တတိချာချာရိုက်ပေးထားတဲ့သူတို့အတွက်ဘယ်တော့မှ satisfy မဖြစ်ကိုရိုက်ပေးရမလှလို့လားဆိုတော့လည်းမဟုတ်ဒါတော့ကျမသူတို့ပေးထားတဲ့ birthday cake ပေါ့နော်ဝင်ဒီလက်ဆောင်ပေးထားတဲ့ cake နဲ့ကိုကို birthday cake ဟန်ဆောင်ပြီးပုံရိုက်တာတစ်ဖြတ်တကယ်မရက်ပါဘူးနော်ယူနေကြပါစို့လို့ဒါဗတ်ဒီရှင်နောက်တစ်ယောက်အမတူ2ယောက်ကတော့ birthday twins တွေပေါ့နော်ပြင်နေတက်လိုက်ကြတာသူတို့ပြင်နေအောင်ရှိဗတ်ဒီရှင်တွေပြီးတော့မိုးရီတဲတန်ရွာလို့ကန်တော်ကြီးတွေကဆိုင်တဆိုင်မှာဝင်ခိုးလိုက်တယ်ပေါ့နော်ကဖေးဆိုင်တော်တော်လေးလာလို့ပြောလို့ရတယ်သူတို့တော့ကွက်တီလောက်သွားကြတယ်ကိုလည်းတပုံရိုက်ခဲ့ပေါ့နော်အခါတော့သူတို့ရိုက်ပြီးဖို့တော့ပဲဒါပဲကိုပါရိုက်လိုက်ပြီးတော့ကိုပုံလေးပါလှပြီးတော့ကြီးနေတာပေါ့win-win situation ပါပဲအမရုပ်ကိုတာကြည့်တော့ lighting ရောအနောက်က background ရောအရန်လှနေရကြီးနေတာငပေါ်လေးကြရက်ကအမစပြီအဲ့ဒါဘလို့ခေါ်လဲကွယ်လေးဖြည့်ရဲ့ gas လေးအဲ့ဒါတခါလေးမဝယ်တယ်လေကိုလီကိုအခုကျမှမှုတ်ပြီးခဲ့ရတယ်ကြည့်ကြရတယ်အမတို့ဒီက is ဖြစ်သွားပြီပေါ့ကလတ်တော့လို့ရပြီပေါ့အဲ့လိုမျိုးတော့နေရာတော့တမ်းပေါ့ရှင်းနေပါရှင်းနေတဲ့စိတ်ပြက်အခုကတော့ photo booth မှာအမက်ကြီးကတပုံတွားရိုက်တာပေါ့နော်ပြကြထဲမှာသူတို့ birthday tree အနေနဲ့ချူချူဟောပေါ်လိုက်ကြည့်သေးတယ်ဒါပေမဲ့အစားငန်းနေတော့အဲ့အရိုက်ဖို့မိသွားရဲ့ကွယ်ကြရက်တသိန်းနဲ့ဖုန်းကလည်းထောင်လို့မရရနဲ့အဲ photo booth လောက်နေတဲ့အချိန်ကြီးတော့ကြော်လိုက်တယ်ပေါ့နော်နောက်မှာတော့ movement လေးပြန်ထည့်ပေးရပါတယ်ကဲနောက်နေ့ကတော့ Halloween day လေးရောက်လာပါပြီသူတို့မွေးနေ့ရတယ်တကယ်တော့ဒီနေ့မှာပေါ့နော်ဆိုတော့အခုကတော့အကောင်လုံးပြင်ဆင်ပြီးသွားပြီ get ready လည်းအကုန်လုပ်ပြီးသွားပြီHalloween party လေးကိုတားဖို့ပဲကြံတော့ရပါတော့Halloween costume နေနဲ့ကျမကတော့ဆုံးမပေါ့နော်ဆုံးမဖြစ်ပြီးတော့လေတယောက်ကတော့ angel လေးပေါ့နော်လက်သမီးလေးပေါ့သူကအဖြူလေးနဲ့ပြီးတော့နောက်တယောက်ကကျတော့ဘာ costume လုပ်လို့တော့မှန်းတော့မသိဘူးပေါ့နော်ထိုးနှက်ကန်တာဆိုတော့ရောက်ပါပြီဒါကတော့ party မစခင်အရှိမပေါ့နော်သူတို့ decoration လုပ်ထားလေးပါဒီမှာလည်းထိုးခံထားရရင်နောက်တယောက်ဒါကတော့မဝင်ခင်နေ outfit check ချင်တယ်ဆိုတော့ပေါ့နော်outfit check တာလေးတစ်ဖြတ်ပါအခုအထဲကိုတော့ရောက်ပြီပေါ့နော်ဒါ drawing နဲ့နားလေးမှာပေါ့အထဲမှာအရင်စူညံနေလို့လေတန်နေရအားချမ်းမဒီနားလေးမှာဗီဒီယိုရိုက်တပုံရိုက်ပေါ့နော်ဒါနဲ့စကားမဆက်ပေါ့နော်
ကျမအိမ်ရလုပ်တယ်ပေါ့နော် Halloween costume contest ကိုဝင်ပြိုင်လိုက်တာတက်ဝင်လာရပါတယ်အဲ့ဒီဗီဒီယိုကလစ်ကြီးကတော့မရှိဘူးပေါ့နော်မရှိလို့အကြောင်းကတင်တဲ့ခါကျမှပဲပြန်ပြီးတော့ credit ပေးပြီးတော့ပြန်တင်ပါတော့မယ်ဒါကတော့အဲ့ဒီလုံးကကျမအိမ်နေဝတ်တော်ရဲ့ဝတ်ဆောင်နဲ့အရန်ကို match ဖြစ်လို့ပေါ့နော်ထကပါလားဆိုပြီးဝိုင်းမြောက်ပေးနေကြတာပေါ့နော်ကျမတုံဝင်လာဖြစ်သွားလို့စုံအင်္ဂါတောင်းချက်ရရှိရပါတော့เนาะဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲရှင်